ဒီနေ့နိုင်ငံတော်တဝန်းလုံးရဲ့အခြေအနေကိုဘုန်းကြီးတို့ပြိဿကြီးယုံလို့တွေးပြီးတော့ယုံလို့မပြေးကြနဲ့ဒါလေးပြောချင်တာပါဘုန်းကြီးတို့ရဲ့ကောင်းမှုတော်သတိတော်ကြီးရဲ့အရေးမှပြောရလို့ဘုန်းကြီးကပို့ပြီးတော့အားရှိတယ်ယုံနေကဟင်းကောင်ဘာဖြစ်လို့ပြေးတယ်လဲကဘာကြီးပြိုသွားပြီကဘာပြက်မတတ်သူကချက်ထွင်ပလိုက်တော့ယုံတအုပ်ပြေးတာပေါ့ဗျာဥရောပအင်္ဂလန်အမေရိကန်ကမ္ဘာကုလသမဂ္ဂနော်အဖွဲ့အစည်းတွေအကုန်လုံးဒီကနေ့ယုံအော်သံနောက်မှာအော်နေကြတကမ္ဘာလုံးပဲအော်နေကြအေးစင်းနေဖို့ပဲလို့အဲ့တော့ယုံအုပ်ကြီးဖြတ်ပြေးတာကဘယ်အုပ်နဲ့သွားတွေ့လဲဆိုစိတ်အုပ်နဲ့သွားတွေ့စိတ်တွေကဟာဟိုကောင်တွေပြေးလာတယ်ယုံအုပ်ကြီးပြေးလာတယ်ဟဲ့ကိုရွှေယုံလို့ဘာဖြစ်လို့ပြေးတယ်လဲမြေပြိုလို့ဟာဒါဆိုတို့လည်းပြေးမှာပဲဆိုစိတ်တွေကလိုက်ပြေးနောက်တခါသိုးတွေနဲ့တွေ့သိုးတွေကလည်းမေးတယ်စိတ်တွေကိုမင်းတို့ဘာဖြစ်လို့ထွက်ပြေးနေကြလဲမြေပြိုတယ်လို့ပြောတာပဲဟိုကောင်တွေပြောတယ်ဟာဒါဆိုတို့လည်းပြေးမှာပဲစိတ်တွေကပြောတယ်ချသိုးတွေကပြေးသိုးတွေကပြောတယ်ချနွားတွေကပြေးနွားပြောတဲ့အတန်ချကျွဲတွေကပြေးကျွဲပြောတဲ့အတန်ချဆင်တွေကပြေးတော်လုံးအကုန်လုံးဘာဖြစ်နေကြပြေးလွှာနေကြဘယ်ကောင်းမလဲဗျာအကောင်လေးတကောင်လေးကနေပြီးသေးသိမ့်နဲ့အတွေးနဲ့နော်တော်လုံးကိုလှန့်သေးသိမ့်နဲ့အကောင်လေးတကောင်ကသေးသိမ့်နဲ့